ဒီကစားသမားက Premier League မှာပရိသတ်တွေကိုဖျော်ဖြေမှုအပေးနိုင်ဆုံးကစားသမားလား Premier League မှာကစားသမားကောင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ပရိသတ်ကိုဖျော်ဖြေမှုအပေးနိုင်ဆုံးဆိုရင်တော့ Ryan Cherki ကထိပ်ဆုံးမှာရှိနေပါလိမ့်မယ်ဘာလို့လဲဆိုတော့သူကဘောလုံးကစားရုံတွေမဟုတ်ပဲကွင်းထဲမှာလူတိုင်းမသွေးရတာတွေကိုရှောက်လုပ်ပြနေလို့ပါတခြားသူတွေကနီးပြခိုင်းတဲ့အတိုင်းစနစ်တကျကစားနေချိန်မှာ Cherki ကတော့ Wembley ကွင်းကြီးကိုလမ်းဘေးဘောလုံးကွင်းတစ်ခုလိုသဘောထားပြီးကစားပြသွားတာပါ Arsenal ရဲ့ပွဲမှာသူပြသွားတဲ့အလင်ခောက်တွေကဗီဒီယိုဂိမ်းတွေကအတိုင်းပါပဲသူ့အတွက်ကတော့အမှတ်ရဖို့ထက်ပရိသတ်တွေဟင်ကနေဟာကနေထိသွားဖို့ကပိုအရေးကြီးပုံရပါတယ်လီဗာပူးနဲ့ပွဲမှာပြိုင်ဘက်ဂျာစီကိုကောက်ဝက်လိုက်တဲ့ထက်ကတော့ဘယ်သူမှလိုက်မလုပ်နိုင်တဲ့ကိစ္စပါဒါဟာယူးကြောင်ကြောင်နိုင်တာမဟုတ်ပဲငါကတော့ငါပဲဆိုတဲ့ Cherki ရဲ့ professional ဆန်လုံးနဲ့ဖျော်ဖြေမှုတက်ပါပဲပွဲမဖြစ်ခင်ပြိုင်ဘက်အင်ဂျီဝတ်ထုတ်ဆိုတာ Cherki လိုလူစားမျိုးမှပဲတက်တိရှိတာပါဒါကြောင့်လဲ Cherki ကိုဖျော်ဖြေမှုပေးတဲ့ player လို့ခေါ်ကြတာပါတမားရိုးကြဘောလုံးလောကမှာသူဟာတဦးတည်းသောထူးခြားတဲ့ပြုလုပ်မှုတွေနဲ့ပရိသတ်တွေကိုရင်းခုန်အောင်လုပ်နိုင်သူပါ Premier League မှာ Cherki လိုလူစားမျိုးနောက်တစ်ယောက်ထပ်ရှိလာဖို့မလွယ်တော့ပါဘူး